ဧည့်သည်တွေဟာစားတောက်ဖွယ်ရာတွေကိုရတာရှိစွာသုံးဆောင်နေကြစဉ်မှာပဲအဆိုပါကျမ်းပြင်ဟာရုတ်တရက်ဆိုသလိုကွဲအပ်သွားခဲ့ပြီးစပွဲတစ်ခုလုံးအောက်သို့ပြိုကျသွားခဲ့ရပါတယ်စပွဲတို့အရာရှိချုပ်ကတော့တည်ငြိမ်စွာနဲ့ပဲစပီကာကနေတဆင့်နောက်ထပ်အထက်စီသို့ဆက်လက်သွားရောက်ကြဖို့အတွက်ကြေညာလိုက်တာပေါ့စပွဲတို့ဝန်ထမ်းတွေကလည်းပစ္စည်းကိရိယာတွေကိုအလင်းမြန်သိမ်းဆည်းလိုက်ကြပြီးလှေကားအတိုင်းအောက်သို့ပြေးဆင်းသွားခဲ့ကြပါတယ်အဆိုပါချိန်မှာမျက်နှာချက်ကမီးဆိုင်ကြီးဟာတဖြည်းဖြည်းအောက်သို့ရှောဆင်းလို့လာခဲ့တာပါအမျိုးသမီးဖြစ်သူဟာသူမကြီးမားလာတဲ့လက်ဝတ်ရတနာတွေကိုတုတ်တင်လိုက်ပါတယ်သူမမောကြည့်လိုက်ချိန်မှာတော့အထက်မှာအပေါက်ပေါင်းရာပေါင်းများစွာရှိနေတာကိုမြင်တွေ့လိုက်ရတာပေါ့ဒါဟာသူတို့ပြုတ်ကြတာပထမဦးဆုံးအကြိမ်မဟုတ်ဘူးဆိုတာထင်ရှားနေခဲ့ပါတယ်စပွဲတိုးတွေဟာအဆိုပါနေရာစီတို့အလင်းမြန်ရောက်ရှိလာခဲ့ကြပြီးစားသုံးသူတွေမျက်နှာပေါ်ကဖုံမုံတွေကိုတုတ်တင်ပေးဖို့ကူညီပေးခဲ့ကြပါတယ်သို့တော်လည်းထိပ်ပြောင်အမျိုးသားကတော့စိတ်မရှိနိုင်တော့ပဲဖုံမုံတွေကိုမတုတ်တင်မီမှာတင်အစားအသောက်တွေကိုယူဆောင်ကပါဇက်အတွင်းသို့ပြစ်ထက်စားသုံးလိုက်ပါတော့တယ်ဒါကိုမြင်တွေ့လိုက်ရတဲ့အခါအခြားဧည့်သည်တွေကပါသူ့အနောက်သို့လိုက်လံစားသုံးခဲ့ကြတာပေါ့သူတို့ဟာဘာကြောင့်အဆက်မပြတ်စားတောက်နေကြရတယ်လဲဆိုတာကိုမသိရှိကြပေမဲ့လည်းစားတောက်ခြင်းကိုရပ်တန့်လို့မရနိုင်ခဲ့ကြပါဘူးအသစ်ပြုလုပ်ထားတဲ့အစားအသောက်တွေကိုထပ်မံပြင်ဆင်ပေးခဲ့ကြပါတယ်ဒီတစ်ချိန်မှာတော့ရခင်ကထက်ပိုမိုဆန်းပြားလာပြီးဒရိုက်ဆာသမင်သားနဲ့ခြေသုံးချောင်းပါကြံကောင်သားတွေဖြစ်နေခဲ့တာပါစမ်းကြယ်လာတဲ့အမျိုးသမီးကတော့စားတောက်ဖို့ညှင်းဆန်နေခဲ့ပေမဲ့လည်းအခြားဧည့်သည်တွေကိုလည်းတားဆီးခြင်းမရှိခဲ့ပါဘူးသူမဗကန်လုံးအတွင်းသို့အစားအသောက်တွေကိုသာဆက်လက်ခတ်ထည့်နေခဲ့တာပေါ့တိတ်မကြမီမှာပဲကျမ်းပြင်ဟာထပ်မံပြိုကျသွားခဲ့ပြီးဧည့်သည်တွေဟာနောက်ထပ်အထက်စီသို့ပြောင်းရွှေ့သွားခဲ့ရပြန်ပါတယ်စပွဲတိုးအရာရှိချုပ်နဲ့စပွဲတိုးတွေဟာလည်းအနောက်ကနေလိုက်ပါသွားခဲ့ကြတာပေါ့ဒီတစ်ချိန်မှာတော့သူတို့အစားအသောက်တွေကိုမပြင်ဆင်မီမှာတင်ဇာပွဲကြီးဟာအောက်သို့ပြုတ်ကျသွားခဲ့ရပါတယ်ဇပွဲတိုးတွေဟာနောက်ထပ်အထက်စီသို့အလင်းအမြန်ပြေးဆင်းခဲ့ကြရတာပါသို့တော်လည်းသူတို့မကက်ရောက်မီမှာတင်ကျမ်းပြင်ဟာနောက်တစ်ချိန်တုန်လှုပ်လို့လာခဲ့ပါတယ်နောက်ဆုံးမှာတော့စပွဲတိုးအရာရှိချုပ်ဟာနီးပြူဟာကိုပြောင်းလဲလိုက်ပါတော့တယ်သူဟာစပွဲတိုးတွေကိုနောက်ထပ်အထက်စီသို့စောစီးစွာခေါ်ဆောင်သွားခဲ့ပြီးအချိန်မရွေးပြုတ်ကျသွားနိုင်တဲ့စပွဲကြီးကိုကြိုတင်ဆောင်ဆိုင်နေခဲ့ကြပါတော့တယ်